22ရာစုမှာတော့လူသားတွေရဲ့အလွန်ကျွံသုံးစွဲမှုနဲ့တဘာဝပတ်ဝန်းကျင်ကိုဂရုမစိုက်မှုတွေကြောင့်ကဘာကြီးဟာအမိုက်တွေနဲ့ပြည့်နှက်နေတဲ့အပြည့်စည်းလောကကြီးဖြစ်သွားခဲ့ပါပြီ။တက်ရှင်ကြံရည်သူတွေအားလုံးဟာအဇီယွန်လို့ခေါ်တဲ့အာကာသယဉ်ကြီးနဲ့ထွက်ပြေးသွားခဲ့ကြပြီးကဘာကြီးကိုရှင်းလင်းဖို့မှိုက်သိမ်းစက်ရုပ်လေးတွေကိုခြံထားခဲ့ကြပါတယ်။ကန်ဆိုးစွာနဲ့ပဲမှိုက်ရှင်းလင်းရေးစီမံကိန်းကလုံးဝကြာရှုံးသွားခဲ့ပြီးနှစ်ပေါင်း700အကြာမှာတော့ Wall-E *** လို့ခေါ်တဲ့စက်ရုပ်လေးတစ်ရုပ်ထဲသာကျန်ရစ်ခဲ့ပါတော့တယ်။ Wall-E လေးဟာအလုပ်လုပ်ရင်းတချင်းလေးတွေဖွင့်တတ်ပြီးသူ့ရဲ့တူဦးဒီသောအဖော်ကတော့ပိုးဟက်လေးတစ်ကောင်ပါပဲ။စိတ်ဝင်စားစရာပစ္စည်းလေးတစ်ခုခုတွေ့တိုင်းအဟောင်းအဆုပ်ကားကြီးထဲမှာသူ့လုပ်ထားတဲ့အိမ်လေးစီအမြဲတည်သွားတတ်ပါတယ်။သူ့ရဲ့စုဆောင်းမှုတွေထဲမှာရုပ်ရှင်ဟောင်းလေးတစ်ခုလည်းပါဝင်ပြီးအဲ့ဒါကိုကြည့်ရင်သူလည်းလက်တွဲချင်စရာချစ်သူလေးတစ်ယောက်လိုချင်နေမိတာပေါ့။ညဘက်တွေနဲ့တဲမုန်တိုင်းလာတဲ့အချိန်တိုင်းမှာတော့ Wall-E လေးဟာသူ့ကိုယ်သူ4000တုံးလေးအဖြစ်ပြောင်းလဲပြီးသူ့စင်လေးပေါ်မှာပဲအိတ်ဆက်လေးရှိပါတယ်။အားသွင်းဖို့လိုလာရင်တော့နေအောင်ကြီးနဲ့အားပြန်သွင်းပါတယ်။ဒီနေ့လည်းခင်မှာတော့မိသက်ဘူးတစ်ခုနဲ့အလုပ်ရှုပ်ပြီးနောက် Wall-E ကသူ့လေစာနဲ့ရေခဲတက်တာတစ်ခုကိုခွဲလိုက်ရကနေအပင်လေးတစ်ပင်ကိုမြင်လိုက်ရလို့အံ့သာသွားခဲ့ပါတယ်။သူကအဲ့ဒီအပင်လေးကိုဖက်နဲ့အဟောင်းလေးထဲထည့်ပြီးအင်ကိုယူလာခဲ့ပါတယ်။အိမ်ရောက်တော့မြေကြီးပေါ်မှာရုတ်တရက်ပေါ်လာတဲ့အနီရောင်အဆက်လေးတစ်ခုကသူ့ကိုဆွဲဆောင်သွားခဲ့တယ်။ Wall-E ကအဲ့ဒီရွရနေတဲ့အလင်းနဲ့လေးနောက်ကိုလိုက်သွားပြီးမြမကြခင်မှာပဲအဆက်လေးတွေများလာပြီးဒီအလင်းတွေကဆင်းသက်လာတဲ့ဒုံးပြန်တစ်ခုစီကလာတာကိုတွေ့လိုက်ရပါတယ်။သူလည်းအမြန်ပြေးပြီးတွင်းတစ်ခုထဲပုံနေရင်ဒုံးပြန်ကြီးဆင်းသက်လာတာကိုကြည့်နေခဲ့ပါတယ်။အဲ့ဒီဒုံးပြန်ကြီးကနေ *** if *** လို့ခေါ်တဲ့ခင်မီစက်ရုံမလေးတရုပ်ကိုချထားခဲ့ပြီးပြန်ထွက်သွားပါတော့တယ်။အေးပါသူမရဲ့မရှင်အတွက်ချက်ချင်းပဲဟိုဟိုတီတီပြန်တန်းပြီးလိုက်ရှာပါတော့တယ်။ Wall-E လေးကတော့မြင်မြင်ချင်းပဲအချစ်စိတ်တွေဝင်သွားပြီးသူမနောက်ကိုတကောက်ကောက်လိုက်နေပါတော့တယ်။ဒါပေမဲ့ Eve ကအတန်ကြားတာနဲ့လှမ်းပစ်တက်လို့သူခမရလန့်နေရရှာတယ်။ပိုးဟက်လေးကတော့တိတ်မကြောက်ပဲ Eve စီကိုတကယ်သွားကပ်ပါတယ်။ Eve ကအစားတော့လှမ်းပစ်လိုက်သေးပေမဲ့နောက်မှအနေမရှိတဲ့တတော်ဝါလေးမှန်တီးသွားပြီးအဆွေခင်မုန်းဖွဲ့လိုက်ပါတယ်။သူမကိုပေါ်လမ်းလျှောက်နေတဲ့ပိုးဟက်လေးကြောင့် Eve တယောက်သဘောကျပြီးရီမောမိပါတော့တယ်။ဒီမြင်ကွင်းလေးကြောင့် Wall-E လည်းလိုက်ရင်မိပါတယ်။ Eve ကသူ့အတန်ကိုကြကြချင်းလှမ်းပစ်လိုက်လို့ Wall-E တယောက်4000တုံးလေးဖြစ်ပြောင်းပြီးအသက်လူပုံခဲ့ရတယ်။ Eve ကသူ့ကိုလာစစ်ဆေးကြည့်ပြီးတာမန်အမှိုက်ရှင်စက်ရုပ်လေးမှန်တီးသွားတော့ဂယူးမဆိုင်တော့ပဲသူမအလုပ်ကိုဆက်လုပ်နေခဲ့ပါတယ်။ Wall-E ကတော့လက်မလျှော့ပဲသူမနောက်ကိုဆက်လိုက်ရင်လက်ဆောင်တွေအပြက်ကွက်တွေနဲ့သဘောကျအောင်လုပ်ပြပေမဲ့အကြီးကြီးပါပဲ။ Eve ကရှာဖွေရေးကိုပဲအာယုံစိုက်နေပေမဲ့ဘာမှရှာမတွေ့လို့စိတ်ပြက်လာပါတယ်။တန်လိုက်ဂရင်းကြီးတစ်ခုကသူမကိုမတော်တဆဖမ်းမိသွားတဲ့အခါမှာတော့ Eve တယောက်ဒေါသပေါက်ကွဲပြီးစက်ကြီးတစ်ခုလုံးကိုမိရှို့ပစ်လိုက်ပါတယ်။သူမစိတ်ချနေမကောင်းတာကိုမြင်တော့ Wall-E ကတွားရောက်နှစ်သိမ့်ပေးရင်နောက်ဆုံးမှာတော့သူမရဲ့ခင်မင်မှုကိုရရှိသွားခဲ့ပါတယ်။အဲ့ဒီချိန်လေးမှာပဲအနီးနားမှာတဲမုန်တိုင်းတစ်ခုတိုက်ခတ်လာပါတယ်။ Eve ပြရခတ်သွားပေမဲ့ Wall-E ကသူ့အိမ်လေးစီအမြန်ဆွဲခေါ်သွားခဲ့တယ်။အဲ့ဒီနောက်မှာတော့သူစုဆောင်းထားတဲ့မိုက်တဲ့ပစ္စည်းလေးတွေကိုထုတ်ကြွားပါတော့တယ်။ Eve ကလည်းအဲ့ဒီထဲကတချို့ကိုဘယ်လိုသုံးရမလဲဆိုတာသိနေပါတယ်။ဥပမာမိချစ်ကနေမိထွက်လာအောင်လုပ်ပြတာမျိုးပေါ့။ Wall-E ကသူ့အနှစ်သက်ဆုံးရုပ်ရှင်ကိုပြတဲ့အခါ Eve ကမှတ်တမ်းတင်ထားလိုက်ပြီး Wall-E ရဲ့ကောက်ကွက်တွေကိုလိုက်ကကြည့်ပါတယ်။ကရင်နဲ့ Eve ကမတော်တဆတွန်းမိသွားလို့ Wall-E တယောက်နေရန်နဲ့စောင့်မိပြီးပြတ်သွားပါတော့တယ်။ဒါပေမဲ့ပူးစရာမလိုပါဘူး။သူ့မှာအပုပစ္စည်းတွေအများကြီးရှိတော့ချက်ချင်းပဲပြင်လိုက်နိုင်ပါတယ်။ Wall-E က Eve ရဲ့လက်လေးကိုကင်ဖို့ကြိုးစားပေမဲ့ဝမ်းနေစရာကောင်းတာက Eve ကလက်ကိုယုတ်သွားခဲ့ပါတယ်။အဲ့ဒီနောက်တော့ Wall-E က Eve ကိုအပင်လေးထုတ်ပြပြီးအထင်ကြီးအောင်လုပ်ပြန်ပါတယ်။ဒီအပင်ကိုမြင်တော့ Eve ကချက်ချင်းပဲလူယူပြီးသူမကိုယ်ရဲ့တင်းစီလိုက်ကအခွန်ပိတ်အိတ်ဆက်မှုထဲဝင်သွားပါတော့တယ်။တကယ်တော့တက်ရှိအပင်လေးရှာဖွေရေးကသူမရဲ့အဓိကတာဝန်ကြီးဖြစ်နေခဲ့တာကို Wall-E လေးခမရပြရခတ်သွားပြီးသူမကိုနှုတ်ဖို့ရသမျှနီးလန်းတွေအကုန်သုံးပါတော့တယ်။နေရောင်အောက်မှာအားသွင်းပေးတာဒိတ်လို့ဖို့အပြင်ခေါ်သွားတာတွေတောင်လုပ်ခဲ့ပေမဲ့ဘာမှအရာမထင်ခဲ့ပါဘူး။နောက်ဆုံးတော့ Wall-E လည်းလက်လျှော့ပြီးသူ့အလုပ်သူဆက်လုပ်ရပါတော့တယ်။အလုပ်လုပ်ရင်မိချစ်လေးကိုကြည့်က Eve နဲ့အတူဖြတ်တန်းခဲ့ရတဲ့အချိန်လေးတွေကိုတတိယလွမ်းဆွနေရှာတယ်။ရုတ်တရက်အတန်ကျဲကြီးတစ်ခုကြောင့် Wall-E တတိဝင်သွားခဲ့တယ်။အဲ့ဒါကတော့ဒုံးပြန်ကြီးပြန်ရောက်လာတာပါပဲ။အဲ့ဒီဒုံးပြန်က Eve ကိုပြန်ခေါ်သွားပါတော့တယ်။ Wall-E လည်းဒုံးပြန်စီကိုပြေးသွားပြီးသူမနဲ့အတူလိုက်ဖို့အပြင်ဘက်လက်ရန်ကိုတွေ့တက်လိုက်ပါတယ်။ဒုံးပြန်ကြီးအာကာသထဲရောက်သွားတော့ Wall-E တယောက်မြင်သမျှကိုအံ့ဩမှင်တက်နေပြီးနေနဲ့နီးတဲ့အချိန်လေးမှာသူ့ဘက်ထရီကိုလည်းအားပြည့်သွင်းလိုက်ပါတယ်။နောက်ဆုံးမှာတော့အဝေးကြီးမှာရှိတဲ့ Galaxy တစ်ခုထဲပုံနေတဲ့အစည်းအရုံးရင်ကြီးစီကိုရောက်သွားကြပါတယ်။အဲ့ဒီမှာတန်ရှင်းရေးစက်ရုပ်တွေကဒုံးပြန်ကြီးကိုကြိုးဆိုကြပြီးညဉ့်ညမ်းမှုတွေမပါလာအောင်ကုန်တက်ဆင်ပေးကြပါတယ်။ငိုလို့ခေါ်တဲ့စက်ရုပ်တွေက Wall-E ကိုလာတန်ရှင်းပေးပေမဲ့တခြားစက်ရုပ်တွေက Eve ကိုခေါ်သွားတဲ့အခါ Wall-E ကနောက်ကနေလိုက်သွားပါတော့တယ်။ရှုံးဘက်တွေပေးချင်နေတဲ့ Wall-E နောက်ကိုမိုးလေးကလည်းရှင်းလင်းဖို့အတင်းလိုက်ရတော့တာပေါ့။စင်ညာလန်တစ်ခုကိုရောက်တဲ့အခါ Wall-E တယောက်လူသားတွေရဲ့လက်ရှိအခြေအနေမှန်ကိုတွေ့လိုက်ရပါတယ်။လူတွေအားလုံးဟာဝါဖြိုးပြီးပြင်းရည်နေကြကလေပေါ်ပေါ်လို့ပေါ်နေတဲ့ကလထိုင်တွေနဲ့ပဲတွာလာနေကြပြီးသူတို့မျက်လုံးတွေကလည်းမျက်နှာပြင်စခရင်တွေပေါ်ကနေလုံးဝမခွာကြပါဘူး။ဒီအာကာသယဉ်ကြီးပေါ်မှာကလေးတွေကိုစာတင်ပေးတာကစားလို့ဟင်းချက်တာအစုံအရာအလုံးကိုစက်ရုပ်တွေကပဲစီမံခန့်ခွဲပေးနေတာပါ။ Wall-E ရောက်လာတဲ့အတွက်ဂျွန်ရဲ့အာယုံစိုက်မှုကိုရသွားပြီးကလထိုင်ပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒီခါကျမှသူလည်းစခရင်ကိုကြည့်နေတာရပ်သွားပါတော့တယ်။စက်ရုပ်တွေရောက်လာပြီးဂျွန်ကိုကလထိုင်ပေါ်ပြန်တင်ပေးနေတော့ Wall-E ကတော့ Eve နောက်ကိုအမြန်လိုက်သွားပါတယ်။သူမစီရောက်ဖို့အတွက်မေရီကိုလမ်းနဲ့ဖယ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။မေရီနောက်ဆုတ်ပေးလိုက်တဲ့အခါသူမလည်းစခရင်ကိုကြည့်နေတာရပ်သွားပြီးပတ်ဝန်းကျင်ကကဘာကြီးကိုပထမဆုံးချိန်မြင်မှုတလိုမျိုးရှာဖွေတွေ့ရှိသွားပါတော့တယ်။ Wall-E က Eve ကိုထိန်းချုပ်တဲ့သူရောင်ဆောင်ပြီးသူမနဲ့အတူလိုက်သွားခဲ့ပါတယ်။တင်မောရဲ့ AI အော်တိုပိုင်းလော့ဖြစ်တဲ့ Auto ရဲ့စစ်ဆေးမှုကိုခံယူဖို့ပါ။ Auto ကအမြန်စစ်ဆေးပြီးနောက်ဒီသတင်းကိုပြောဖို့ကပတိန်ကိုသွားနှိုးပါတယ်။ကပတိန် Macria ဆိုတာကလည်းသူ့ကလထိုင်ပေါ်ကနေမစင်းတဲ့ပြင်းရည်သူကြီးတူပါပဲ။ Wall-E ကစပွဲအောက်မှာပုံနေရင်စနစ်တွေအဆင်ပြေရလားဆိုတာကိုညှိငွေ့ဝယ်စစ်ဆေးနေတဲ့ကပတိန်ကိုစောင့်ကြည့်နေခဲ့တယ်။လူတွေကိုနေ့စဉ်ကြီးညာချက်တွေပြောပြပြီးနောက်မှာတော့ Macria က Eve ကိုနှိုးလိုက်ပြီးအောင်မြင်တဲ့ရလက်ရလာတာကိုတွေ့လိုက်ရပါတယ်။ဒါမျိုးတစ်ခါမှမဖြစ်ခဲ့ဘူးပါဘူး။ Macria ကသူ့ခလုတ်ခုံပေါ်ကအပင်ပုံခလုတ်လေးကိုနှိပ်လိုက်တာနဲ့ဗီဒီယိုတစ်ခုချက်ချင်းပွင့်လာပါတယ်။ကဘာသမရကစခရင်ပေါ်မှာပေါ်လာပြီးအောင်မြင်တဲ့ရလက်ဆိုတာစက်ရုပ်တွေကကဘာပေါ်မှာအပင်တွေပြန်ရှင်သန်နေပြီဆိုတာကိုတွေ့ရှိခဲ့တာဖြစ်ပြီးသူတို့ကဘာမြေကိုပြန်သွားလို့ရပြီလို့ရှင်းပြနေပါတယ်။ခလုတ်ခုံကနေလမ်းညွှန်စာအုပ်တအုပ်ထွက်လာလို့ Macria ဖက်ကြည့်နေတော့မှသူအလုရှုံနေခိုက် Wall-E က Eve စီသွားဖို့ကြိုးစားပါတယ်။ Eve လည်းသူ့ကိုမြင်တော့လန့်သွားပြီးအမြန်ပုံခိုင်းလိုက်ရတယ်။ Macria ကအပင်ကိုယူဖို့စက်ရုပ်လက်တံတစ်ခုကိုဖွင့်လိုက်ပေမဲ့ Eve ကသူမကိုယ်လုံးကိုဖွင့်လိုက်တဲ့အခါအပင်လေးပြောင်းနေတာကိုတွေ့ပြီးလန့်သွားပါတော့တယ်။ Auto ကတော့သူမဆက်ချုပ်ရွေးနေတာဖြစ်မယ်လို့ပြောလိုက်လို့ Macria ကဒါဟာမှားယွင်းတဲ့အချက်ပေးမှုပဲလို့သတ်မှတ်လိုက်ပြီးကဘာမြေကိုပြန်မဲ့ခီးစဉ်ကိုဖျက်သိမ်းက Eve ကိုပြုပြင်ဖို့လွှတ်လိုက်ပါတယ်။
နောက်ဆုံးမှာ Wall-E က McCrea ကိုမိတ်ဆက်တဲ့အခါသူကလက်ဆွဲနှုတ်ဆက်လိုက်တော့ကပတိန်ရဲ့လက်ချောင်းတွေပေါ်မှာအညစ်အကြေးတွေပေးကျန်သွားပါတယ်။ဒါကြောင့် McCrea ကသူ့ကိုပါတန်ရှင်းရေးလုပ်ဖို့လွတ်လိုက်ပါတယ်။စက်ရုပ်တွေထွက်သွားတာနဲ့ McCrea ကအဲ့ဒီမြေကြီးကိုစကင်နာပေါ်တင်ပြီးစစ်ဆေးကြည့်တဲ့အခါမှာတော့ကဘာမြေကြီးကြောင့်သူသိလိုက်ရတဲ့အရာတွေကြောင့်အရန်ကိုအံ့သာသွားခဲ့ပါတယ်။ဒါနဲ့ပဲသူလည်း AI ကိုမေးခွန်းပေါင်းများစွာမေးရင်အလုပ်ရှုပ်နေပါတော့တယ်။ Eve နဲ့ Wall-E တို့ဟာပြုပြင်ရေးဌာနကိုရောက်သွားကြပြီး Eve ကတော့အခွန်ပိတ်မှုတွေကိုအတင်းသွင်းခံလိုက်ရကအထူးကိရိယာတွေနဲ့စစ်ဆေးခံရပါတယ်။ Wall-E လည်းအဲ့ဒီလိုပဲခံရတော့မလို့ပေမဲ့သူကစက်ရုပ်လက်တံတွေကိုရှောင်တိန်လိုက်လို့ချို့ယွင်းနေတဲ့အလှပြင်စက်ရုပ်လေးရဲ့ပြင်ဆင်ပေးမှုနဲ့သာကြုံလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ Wall-E ကိုလောင်ချိုင်းတစ်ခုတည်းထည့်ထားလိုက်ပြီး Eve ကိုတော့ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ပေးနေပါတယ်။ Wall-E ကဒါကိုနှိပ်စက်နေတယ်လို့အထင်လွဲသွားပြီးလောင်ချိုင်းကိုလေဆာနဲ့ခွဲတကားကိုချိုးဖြတ်ပြီး Eve ကိုကယ်ဖို့ကြိုးစားပါတော့တယ်။အလုံးလုံးနေတဲ့စက်ရုပ်က Wall-E ကိုတားဖို့လှမ်းပစ်ပေမဲ့ Wall-E ကရှောင်လိုက်တဲ့အတွက်အဲ့ဒီအဖြစ်ကထိန်းချုပ်ရေးခလုတ်ခုံကိုတွားမှန်ပါတော့တယ်။ဒါကြောင့်လောင်ချိုင်းတွေအားလုံးပွင့်သွားပြီးစက်ရုပ်တွေအကုန်ထွက်ပြေးကြပါတော့တယ်။သူတို့က Wall-E ကိုသူတို့ရဲ့ကယ်တင်ရှင်ကြီးအဖြစ်သတ်မှတ်လိုက်ကြလို့ချို့ယွင်းနေတဲ့စက်ရုပ်တွေကသူ့ကိုပါခေါ်သွားကြပြီး Eve လည်းသူတို့နောက်ကိုလိုက်သွားပါတယ်။စင်းကြံလန်းတစ်ခုကိုရောက်တဲ့အခါအဆောင်စက်ရုပ်တစုကသူတို့လမ်းကိုပိတ်ရက်ပြီးဓာတ်ပုံရိုက်ကအချက်ပေးတံတွေမြည်စီပါတော့တယ်။ဓာတ်ပုံကတင်မောပေါ်ကစခရင်တွေအားလုံးမှာပေါ်လာပြီးလူတွေကိုထိမ့်မနိုင်သိမ့်မရဖြစ်နေတဲ့စက်ရုပ်တွေအကြောင်းသတိပေးလိုက်ပါတယ်။အဆောင်တွေကသူတို့ကိုဖမ်းဖို့ကြိုးစားကြတယ်။ Eve ကချက်ချင်းပဲ Wall-E ကိုဆွဲချပြီးပြန်တန်းထွက်ပြေးကအဆောင်တွေထွက်သွားတဲ့အထိဗရင်ပေါက်တစ်ခုမှာပုံနေခဲ့ပါတယ်။အဲဒီနောက် Eve က Wall-E ကိုတက်လေကားစီခေါ်သွားခဲ့တယ်။အဲ့ဒီမှာ Wall-E ကရင်းနှီးအောင်ကြိုးစားပေမဲ့ Eve ကတော့ဒီအရှုပ်ထွေးတွေကြောင့်အရန်ဒေါသထွက်နေပြီးစခရင်တစ်ခုကိုပစ်ခွဲပြီးသူ့ကိုပါဇက်ပိတ်ထားခိုင်းပါတယ်။တက်လေကားကရင်းရက်နားတဲ့နေရာကိုရောက်တဲ့အခါ Eve က Wall-E ကိုကဘာမြေကိုပြန်ပို့ဖို့အာကာသရင်ငယ်လေးတစ်ခုလည်းထည့်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ Eve မလိုက်ရင်သူလည်းမသွားဘူးလို့ညှင်းဆန်နေပါတယ်။ရုတ်တရက်သူတို့အတန်တစ်ခုကြားလိုက်ရလို့ Eve နဲ့ Wall-E တို့နှစ်ယောက်လုံးအခွန်ပိတ်မှုထဲဝင်ပြီးပုံနေလိုက်ကြတယ်။ဝင်လာသူကတော့အော်တိုထိန်းချုပ်ထားတဲ့စက်ရုပ်လေးဖြစ်ပြီးကဘာကိုပြန်ပို့ဖို့အပင်လေးကိုယူလာတာပါ။ Wall-E ကအပင်လေးကိုကယ်ဖို့ရင်ငယ်လေးတွေကိုအမြန်ပြေးဝင်သွားပြီးမြဲအဲ့ဒီချိန်မှာပဲစက်ရုပ်လေးကရင်ကိုဆက်နှိုးလိုက်လို့ Wall-E တယောက်အာကာသထဲလွင့်စင်သွားပါတော့တယ်။ Eve ကလည်းအရေးပေါ်ထွက်ပေါက်ကနေချက်ချင်းလိုက်ထွက်သွားပါတယ်။ Wall-E ကရင်ရက်သွားအောင်ခလုတ်တွေအကုန်နှိပ်ရင်းနဲ့ဖြက်စီးရေးခလုတ်ကိုတွားနှိပ်မိတဲ့တာဖြစ်သွားပါတယ်။ Eve တယောက်ရင်ငယ်လေးပေါက်ကွဲသွားတာကိုကြည့်ရင်အားလုံးပြီးဆုံးသွားပြီလို့ထင်လိုက်ပေမဲ့ Wall-E ကမိတပ်ဘူးကိုချက်အိတ်လိုသုံးပြီးသူမဘေးကနေဖြတ်ပြန်သွားတာကိုရုတ်တရက်တွေ့လိုက်ရပါတယ်။စက်ရုပ်နှစ်ရုပ်လုံးဟိုဟိုတီတီပြန်တန်းရင်အလဲမှာစုံမိကြပြီး Wall-E ကအပင်လေးကိုကယ်တင်နိုင်ခဲ့ကြောင်းပြသလိုက်ပါတယ်။ Eve အယံဝမ်းသာသွားပြီး Wall-E ကိုဖက်လိုက်ကသူတို့ရဲ့နဖူးလေးတွေကိုပူးကတ်လိုက်ပါတယ်။အဲ့ဒီကနေအနံတစ်ခုလိုခံစားရတဲ့လျှက်စင်မီးပွားလေးတစ်ခုကူးဆက်သွားပါတယ်။ Wall-E အံ့သာသွားတယ်လို့အရန်လဲပျော်ရွှင်သွားပြီးမိတပ်ဘူးကိုတုံးက Eve နဲ့အတူအာကာသထဲမှာကတ်ခုံရင်တင်မောစီကိုပြန်လာခဲ့ကြပါတယ်။ဒီမြင်ကွင်းကိုဂျွန်နဲ့မေရီတို့တွေ့သွားပါတယ်။သူတို့ဟာအာကာသရဲ့လှပတဲ့ရှုခင်းကိုတည်တည်ချာချာခံစားနေကြရင်ဗရင်ပေါက်နာကတ်လာတာကြောင့်အချင်းချင်းတကယ်ဆုံတွေ့ခွင့်ရသွားခဲ့ပါတယ်။ Eve နဲ့ Wall-E တင်မောပေါ်ပြန်ရောက်တဲ့အခါ Eve ကအဆောင်တွေကိုရှောင်ဖို့တိတ်တဆိတ်သွားပြီး Wall-E ကိုခြံထားခဲ့ပါတယ်။သူမကပတိန်ရဲ့အခန်းစီလုံခြုံစွာရောက်သွားပြီးအပင်လေးကို McCrea စီပေးလိုက်တဲ့အခါသူတို့ကဘာမြေကိုပြန်လို့ရပြီမို့ McCrea အရန်စိတ်လှုပ်ရှားသွားပါတယ်။ Eve ကသူမရိုက်ကူးလာတဲ့ကဘာမြေကြီးရဲ့မှတ်တမ်းတွေကိုပြသလိုက်တော့ McCrea တယောက်စိတ်ပြတ်သွားပါတယ်။ဘာလို့လဲဆိုတော့သူပုံဟောင်းတွေထဲမှာမြင်မှုတဲ့လှပတဲ့ကဘာကြီးမဟုတ်တော့လို့ပါပဲ။ဒါပေမဲ့ Eve က Wall-E ရဲ့ရုပ်ရှင်ဟောင်းလေးကိုပါဖွင့်ပြလိုက်တဲ့အခါတချင်းတန်လေးတွေကမျောလင်းချက်တွေကိုပြန်လည်ရှင်သန်စေခဲ့ပါတယ်။ဒီအပင်လေးတောင်အရှုံးမပေးရင်သူလည်းအရှုံးမပေးသင့်ဘူးလို့ McCrea ဆုံးဖြတ်လိုက်ပါတယ်။ရုပ်ရှင်ထဲမှာလက်ချင်းချိတ်တဲ့အခန်းကိုရောက်တော့ Eve လည်းအဲ့ဒီအကြောင်းကိုစဉ်းစားလာမိပါတယ်။အထူးသဖြင့်သူမအိပ်ပျော်နေတုန်း Wall-E သူမအတွက်လုပ်ပေးခဲ့တာတွေအားလုံးကိုမှတ်တမ်းဗီဒီယိုထဲမှာရုပ်တရက်မြင်လိုက်ရတဲ့အချိန်မှာပေါ့။တစ်ချိန်တည်းမှာပဲ Wall-E ကအမိုက်ပိုက်လုံးကြီးထဲဝင်ပြီး Eve ကိုလိုက်ရှာဖို့ကြိုးစားနေပါတယ်။မိုးကလည်းသူ့နောက်ကလိုက်သွားတယ်။ကပတိန်ကတင်မောကိုကဘာမြေစီပြန်ဖို့အမိန့်ပေးပေမဲ့အော်တိုကသူ့ကိုတားပြီးအပင်ကိုတောင်းပါတယ်။ McCrea ကညင်းဆိုလိုက်ပြီးရှင်းပြဖို့တောင်းဆိုလိုက်တဲ့အခါအော်တိုကနောက်ထပ်ဗီဒီယိုတစ်ခုကိုဖွင့်ပြပါတယ်။ကဘာသမရကအမိုက်ရှင်းလင်းရေးအစီအစဉ်ကြာရှုံးကြောင်းနဲ့အစိတ်သိမ်းမှုအဆင့်တွေကြောင့်ကဘာပေါ်မှာအသက်ရှင်ရပ်တည်ဖို့မဖြစ်နိုင်တော့ကြောင်းကြေညာထားတာပါ။ဒီတော့ကဘာမြေကိုပြန်လည်အခြေချမဲ့စီမံကိန်းကိုဖျက်သိမ်းလိုက်ပြီဖြစ်ပြီးညွှန်ကြားချက် A113 အရတင်မောကိုထာဝရအော်တိုမောင်းနေမှုစနစ်နဲ့ပဲထားကလူသားတွေကိုအာကာသထဲမှာပဲဆက်နေစေဖို့ဖြစ်ပါတယ်။အော်တိုက A113 ကိုတစ္ဆာရှိတာကြောင့်ပထမဆုံးအချိန်စစ်ဆေးတုန်းက Eve စီကနေအပင်ကိုယူသွားခဲ့တာဖြစ်ပါတယ်။ McCrea ကဒီဗီဒီယိုဟာ2700လောက်ကြာနေပြီဖြစ်လို့အချက်လက်တွေကခက်နောက်ကျနေပြီဆိုတာရဲ့အပင်လေးကကဘာပေါ်မှာအသက်ရှင်ဖို့ဖြစ်နိုင်တယ်ဆိုတာကိုသက်သေပြနေတယ်ဆိုတာရဲ့ကိုသတိထားမိလိုက်ပါတယ်။ဒါကြောင့်သူတို့ပြန်သွားတင်တယ်လို့ဆုံးဖြတ်လိုက်တယ်။အော်တိုကသူတို့ကိုတားဖို့စက်ရုပ်လေးကိုခေါ်လိုက်ပြီးအဲ့ဒီကောင်လေးကအပင်ကိုလူယူသွားတဲ့အခါ Eve ကချင်းချောက်လိုက်ပါတယ်။စက်ရုပ်လေးကအပင်ကိုအမိုက်ပိုက်လုံးနဲ့လွှင့်ပစ်လိုက်ပြီးတုံ့ပြန်လိုက်ပြီးမြဲအဲ့ဒီအချိန်မှာပဲ Wall-E ကခေါင်းပေါ်မှာအပင်လေးကိုတင်ပြီးပိုက်လုံးထဲကနေတက်လာပါတယ်။ Eve က Wall-E စီသွားဖို့ကြိုးစားပေမဲ့စက်ရုပ်လေးကသူ့မကိုဖမ်းထားလိုက်တယ်။ Wall-E ကအပင်ကိုသူ့ကိုယ်ထဲမှာဝတ်ထားလိုက်ပေမဲ့အော်တိုကသူ့ကိုလျှက်စစ်နဲ့တုပ်ပြီးပိုက်လုံးနဲ့တွန်းချလိုက်ပါတယ်။အဲ့ဒီနောက် Eve ကိုလည်းအခွန်ပိတ်မှုလုပ်ပြီးလွှင့်ပစ်လိုက်ပြန်တယ်။ပြီးတော့အော်တိုက McCrea ကိုအတန်မထွက်နိုင်အောင်အခန်းထဲမှာတောက်ခတ်ပိတ်လောင်ထားလိုက်တယ်။စက္ကန့်ပိုင်းအကြာမှာကြွက်ဆက်ရုပ်လေးကသူမရဲ့ခလုတ်ကိုနှိပ်လိုက်လို့ Eve နိုးလာပြီးအမိုက်စွန့်ပစ်တဲ့အခန်းထဲရောက်နေတာကိုတွေ့လိုက်ရပါတယ်။ဒီနေရာမှာစက်တွေကအမိုက်တွေကို၄တောင်တုံးတွေဖြစ်အောင်ဖိပြီးအာကာသထဲကိုလွှင့်ပစ်နေတာပါ။ Eve နဲ့ Wall-E နှစ်ယောက်လုံးကအဲ့ဒီတုံးတွေထဲရောက်သွားပါတယ်။ Eve ကသူမရဲ့တနက်ကိုတုံးပြီးလွတ်အောင်ယုံထွက်နိုင်ခဲ့ပေမဲ့ Wall-E ကိုပါဆွဲထုတ်ဖို့တော့အားမလောက်ဖြစ်နေပြီးအမိုက်တုံးတွေအပြင်ကိုလွင့်ထွက်သွားပါတော့တယ်။ရုတ်တရက်မူရောက်လာပြီးအတွင်းတကားမှာညက်နေပါတယ်။လွင့်ထွက်သွားတဲ့အချိန်ကြောင့် Eve က Wall-E ကိုအမိုက်တွေထဲကနေဆွဲထုတ်နိုင်သွားပြီးမိုးစီကိုပြန်တန်းကတွဲဖက်ထားလိုက်ပါတယ်။အမိုက်ဆက်ရုပ်တွေကပြဿနာရှိနေတာကိုသတိထားမိပြီးအပြင်တကားတွေကိုချက်ချင်းပိတ်လိုက်တဲ့အတွက်သူတို့၃ယောက်လုံးအထဲကိုပြန်ရောက်လာကြပါတယ်။ Wall-E ကအလုပ်ကောင်းကောင်းမလုပ်တော့လို့ Eve ကသူ့ကိုပြင်ဖို့ချစ်ပြားတွေလိုက်ရှာပါတယ်။ကန်ဆိုးတာကဒီခေတ်မီပစ္စည်းတွေတခုမှမော်ဒယ်ဟောင်းအတွက်အသုံးမဝင်ပါဘူး။ Wall-E က Eve ကိုအပင်လေးပေးလိုက်ပြီးမရှင်ကိုပဲဦးစားပေးဖို့တောင်းဆိုပါတယ်။အစပိုင်းမှာ Eve ကညှင်းဆန်ပြီး Wall-E စိတ်ပြောင်းသွားအောင်သူ့လက်လေးကိုကင်ဖို့တောင်ကြိုးစားသေးတယ်။ဒါပေမဲ့ Wall-E ကသူမလက်ကိုဖယ်ရှားလိုက်ပြီးကဘာမြေကပိုအရေးကြီးကြောင်းအခိုင်အမာပြောဆိုကမိချစ်လေးကိုတက်တည်အဖြစ်ပြလိုက်ပါတယ်။အဲ့ဒီခါကျမှ Eve လည်းကဘာမြေပေါ်မှာသူ့ကိုပြင်ဖို့လိုအပ်တဲ့အစိတ်ပိုင်းတွေရှိမှာပဲလို့သဘောပေါက်သွားပြီးအားလုံးကိုဆွဲကတင်မောရဲ့ပေးမနေရာကိုပြန်တန်းသွားပါတော့တယ်။အဆောင်တယောက်ကသူတို့ကိုတွေးပြီးအချက်ပေးတံတွေမြည်စီပေမဲ့ Eve ကအဆောင်ကိုတွန်းဖယ်ပြီးဆက်သွားပါတယ်။တခြားထိမနိုင်သိမ့်မရဖြစ်နေတဲ့စက်ရုပ်တွေကလည်းသူမနောက်ကလိုက်လာကြတယ်။အော်တိုကစခရင်တွေပေါ်ကနေအားလုံးကိုမြင်ပြီးအဆောင်တွေကိုထက်လွတ်လိုက်ပါတယ်။
မက်ခရီယာလည်းအကုန်လုံးကိုမြင်နေရပြီးသတင်းစကားပို့လွှတ်နိုင်မှုထိန်းချုပ်ကလုတ်ကုံကိုကလိပါတော့တယ်ကပတင်ကတင်မောတစ်စီးလုံးကစခရင်တွေမှာပေါ်လာပြီး if ကိုလမ်းညွှန်စာအုပ်ပြတာကအပင်ကိုဘယ်နေရာမှာထားရမလဲဆိုတာကိုညွှန်ပြလိုက်ပါတယ် if နဲ့ wall တို့ချက်ချင်းပဲသွားကြပေမဲ့အဆောင်ဆက်ရုပ်တွေရဲ့ဝိုင်းရံမှုကိုခံလိုက်ရပါတယ်ဒါပေမဲ့ကျန်တဲ့ဆက်ရုပ်တွေကသူတို့ရဲ့ကယ်တင်ရှင်အတွက်လမ်းရှင်းပေးဖို့အဆောင်တွေကိုချက်ချင်းပဲဝင်တိုက်ခိုက်ကြပါတော့တယ်ဒီချိန်ထဲမှာပဲမက်ခရီယာကအပင်ပုံကိုစခရင်ပေါ်တင်ပြီး AI auto သူ့စီလာအောင်အပင်ရှိချင်အောင်ဆောင်ကလောင်ပြောင်ခေါ်လိုက်ပါတယ် auto အခန်းထဲရောက်ချင်းမက်ခရီယာကခုံအုပ်ပြီးဝင်လုံးပါတော့တယ်လုံးထွေးတပ်ပုတ်နေရင်ဆက်ရုပ်လေးကိုပတင်းပေါက်ကနေကန်ချလိုက်ပါတယ်အတင်းဆွဲလူပြီးနောက်မှာတော့ထိန်းချုပ်ဆက်စီရောက်သွားပြီးတင်မောရဲ့ခီးသွားမှုကိုဖွင့်လိုက်နိုင်ပါတယ်အခုဆိုရင်တော့ကဘာမြေကိုပြန်မဲ့ခီးစဉ်တစ်လျှောက်လူသားတွေအိတ်ဆက်ဖို့အတွက်ဆက်ရုပ်တွေကစတင်ပြင်ဆင်ပေးနေကြပါပြီအပင်ထဲကိုအထူးခုံကတင်မောအလယ်မှာပွင့်လာပေမဲ့ if နဲ့ wall တို့အဲ့ဒီကိုရောက်ခါနီမှာပဲ auto ကမက်ခရီယာကိုတွန်းချလိုက်ပြီးအပင်ကျသွားအောင်တင်မောကိုစောင်းလိုက်ပါတယ်လူတွေအားလုံးကလထိုင်တွေပေါ်ကနေပြုတ်ကျကုန်ပြီးမေရီနဲ့ဂျွန်တို့ကကလေးလေးတွေကိုကယ်တင်ဖို့အတူတကွပူးပေါင်းလှုပ်ဆောင်ကြရတယ်။တေယူပိုးဆောင်ရေးကလထိုင်တစ်ခုကပြုတ်ကျလာပေမဲ့လူတွေအပေါ်မပြီးခင်လေးမှာပဲ if ကတားလိုက်နိုင်ပါတယ်။အော်တိုကအထူးခုံကိုပိတ်ချလိုက်တဲ့အတွက်ဝေါ်လီကပွင့်နေအောင်အမြန်ဝင်ခံလိုက်ရပြီးသူ့ကိုယ်တွေကပိုလို့တောင်ပျက်စီးသွားပါတော့တယ်။မက်ခရီယာကအာတင်ပြီးနောက်ဆုံးမှမတ်တက်ပြန်ရနိုင်သွားကအော်တိုဘောခုံအုပ်ပြီးအပီးပိုင်ပိတ်ပစ်လိုက်ပါတယ်။အဲဒီနောက်ကပတင်ကတင်မောကိုပုံမှန်တိုင်းပြန်ထားလိုက်ပါတယ်။ if ကဝေါ် EC သွားစစ်ဆေးရင်းအားလုံးကိုအပင်လေးကိုလိုက်ရှာပေးဖို့တောင်းဆိုလိုက်ပါတယ်။မို့ဆက်ရုပ်တွေနဲ့လူသားတွေအတူတကွပူးပေါင်းပြီးအပင်ကိုပြန်ရှာကအထူးခုံနဲ့ပစ်ထည့်လိုက်ကြတယ်။ဒါကပြန်လည်ထွက်ခွာမဲ့အစီအစဉ်ကိုပြန်ပွင့်သွားစေပြီးဝေါ်လီလည်း PR တွေကနေလွတ်မြောက်သွားပေမဲ့သူအလုံးမလုံးတော့ပါဘူး။10 စက္ကန့်အတွင်းမှာပဲတင်မောကြီးကအလင်းထက်မြန်တဲ့အမြန်နှုန်းနဲ့ကဘာမြေကိုပြန်ရောက်လာပါတယ်။စင်းသက်ပြီးတာနဲ့ if ကဝေါ်လီကိုသူ့အိမ်စီခေါ်သွားပြီးပြင်ဆင်ပါတော့တယ်။နေအောင်နဲ့အားသွင်းလို့ရအောင်မျက်နှာချက်ကိုအပေါက်ဖောက်လိုက်ပါတယ်။ဝေါ်လီနိုးလာပေမဲ့သူ့ကိုမမှတ်မိတော့တာကိုတွေ့ရလို့ if တယောက်ကြေးခွဲသွားရပါတယ်။သူမကသူ့ရဲ့စူးစောင်းမှုတွေနဲ့ရုပ်ရှင်တွေကိုပြပေမဲ့လည်းမမှတ်မိပါဘူး။ဝေါ်လီဟာသူ့ရဲ့မှတ်ဉာဏ်တွေပျောက်ဆုံးသွားပြီးတာမန်ဆက်ရုပ်တရုပ်လိုပဲအလုဆလုပ်နေပါတော့တယ်။ if သူ့နာသွားပြီးနောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့သူ့လက်လေးကိုကန်ကလျှက်စင်နန်းလေးတစ်ခုပေးလိုက်ပါတယ်။ဒါကြောင့်ဝေါ်လီက if ရဲ့လက်ကိုရုပ်တရက်ပြန်ဆုပ်ကန်လိုက်ပါတယ်။တဖြည်းဖြည်းနဲ့ဝေါ်လီရဲ့မှတ်ဉာဏ်တွေပြန်လည်ဝင်ရောက်လာပြီး if နဲ့တူကြည်နူးစရာအချိန်လေးတစ်ခုကိုဖန်တီးနိုင်ခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲမက်ခရီယာကလူသားတွေကိုအပင်ဘယ်လိုဆက်ရမလဲဆိုတာသင်ပေးနေပါတယ်။အဲ့ဒီအချိန်ကစလို့ဆက်ရုပ်တွေနဲ့လူသားတွေဟာတဘာဝပတ်ဝန်းကျင်နဲ့လက်ရောညီထွေဖြစ်မဲ့နည်းလမ်းတွေနဲ့သူတို့ရဲ့လူဖွဲ့စည်းကိုပြန်လည်တည်ဆောက်ဖို့အတူတကွလက်တွဲလှုပ်ဆောင်သွားကြပါတော့တယ်။